မင်္ဂလာဆောင်တဲ့နေ့မှာသူတို့သားကပွဲတက်ဖို့ညင်းနေတာလေအဲ့ဒါနဲ့သူတို့သမီးကအရှုံးမပေးပဲသူတို့သားရဲ့ပုံလူကားချက်ကြီးကိုတယောက်လောက်ကိုကင်ခိုင်းပြီးမင်္ဂလာဆောင်ကိုဆက်လုပ်တာဧည့်သည်တွေလည်းအံ့ဩသွားပြီးဖုံးနေနဲ့ဝိုင်းရိုက်ကြတာပေါ့အဲ့ဒီချိန်မှာသူတို့သမီးကစင်ပေါ်တက်ပြီးသူတို့သားကကျမနဲ့မထိုက်တန်ဘူးထင်လို့ရှက်ပြီးမလာရဲတာပါလို့ပြောလိုက်တယ်အဝတ်လဲကန်းထဲမှာပုံနေတဲ့သူတို့သားကအဲ့ဒါကိုကြားတော့ဒေါသထွက်ပြီးထွက်လာတာပေါ့ဒါပေမဲ့ဧည့်သည်တွေအားလုံးကသူ့ကိုမြင်ပြီးဝိုင်းရဲကြတာဘာလို့လဲဆိုတော့သူကမင်္ဂလာဆောင်ဝတ်စုံကြီးသူတို့သမီးဝတ်စုံဝတ်ထားလို့လေတကယ်တော့ပွဲမစခင်နိုင်ယူဝတ်အလုံးမှာသူတို့သားကသူ့အဖိုးပေးစားတဲ့သူနဲ့မယူခြင်းလို့သွားဖြတ်တာဒါပေမဲ့သူခေါ်လာတဲ့တက်တော်ဆောင်တွေအကုန်လုံးကိုသူတို့သမီးကအလဲထိုးထားတာကိုသူတွေ့လိုက်ရတယ်သူတို့သားကမင်္ဂလာဆောင်ဖြတ်ဖို့ပြောပေမဲ့သူတို့သမီးကဒါဟာသူ့ဖွားရဲ့နောက်ဆုံးဆန္ဒမို့လို့မရအောင်လက်ထပ်မယ်လို့ပြောတယ်အဝတ်လဲကန်းထဲမှာရန်ဖစ်တန်ဒီကြားတော့သူတို့သမီးတငယ်ချင်းကစိတ်ပူပြီးဝင်ကြည့်တာဒါပေမဲ့သူမြင်လိုက်ရတာကနှစ်ယောက်သားအဝတ်စားတွေလဲဝစ်ထားတာပဲသူတို့သားကမင်္ဂလာဝတ်စုံကြီးနဲ့ဆိုတော့ဒေါ်ရီထွက်ပြီးပွဲမထွက်ဘူးလို့ညင်းတာပေါ့အဲ့ဒါနဲ့သူတို့သမီးကအထက်ပုံရိုက်ပြီးထွက်သွားတယ်စင်မော်ရောက်တော့ဒီလူကကျမတို့အိမ်မှာကတ်စားဖို့ကြံနေတာလို့တတ်တတ်မင်းရဲ့ပြောလိုက်တာအဲ့ဒါကိုသူတို့သားကမခံနိုင်ပဲထွက်လာတာပေါ့အခမ်းအနားမှုကရန်ဖြစ်မှာဆိုလို့တားနေတော့မင်းကလေးတယောက်ကစင်ပေါ်တက်ပြီးသူတို့သားလက်ကိုဆွဲလိုက်တယ်။အဲ့ဒီမင်းကလေးကသူတို့သမီးရဲ့ဖအေတူမအေခွဲညမဖြစ်နေတာ။သူတို့သားကဒီနေ့အတွက်ငါကလေးစားချေဦးမယ်လို့ပြောပြီးအဲ့ဒီမင်းကလေးကိုခေါ်ပြီးထွက်သွားတယ်။မင်္ဂလာဆောင်ပြတ်သွားပြီးအင်တာနက်မှာသတင်းတွေတက်လာပြီးမဲ့သူတို့သမီးကဂယုမဆိုင်ဘူး။နောက်ရက်ကျတော့သူတို့သားအဖိုးရဲ့မွေးနေ့ပွဲရှိတယ်။သူတို့သမီးကလှလှပပဝတ်ပြီးသွားတာပေါ့။အဖိုးကလည်းသူ့မြေးကိုစားတောင်းပန်ပြီးတေချာဆုံးမပါမယ်လို့ပြောတယ်။အဲ့ဒီအချိန်မှာသူတို့သားကသူတို့သမီးရဲ့ညမနဲ့လက်တွဲပြီးဝင်လာတာ။အဖိုးကစိတ်တိုးပြီးလက်ကိုလွတ်ခိုင်းတဲ့အခါမှာသူဆွဲထားတာကလက်တူကြီးဖြစ်နေတာဧည့်သည်တွေလည်းတဟားဟားနဲ့ရဲကြတာပေါ့သူတို့သားကသူ့ကိုရဲကြီးလို့လောက်တာမှန်သူတို့သမီးကတိလိုက်တယ်နောက်ပြီးသူတို့သားရဲ့အမကသူတို့သမီးကိုလာချင်းခေါက်သေးတယ်ဒါပေမဲ့သူတို့သမီးကကျမဒီအိမ်ရဲ့ဂဟေဆက်ထားတဲ့ဇနီးဖြစ်နေတဲ့၍ဘသူ့ကိုမှဝင်နောက်ရှက်ခွင့်မပေးဘူးဆိုပြီးပြန်ပြောလိုက်တော့အမဖြစ်သူကလန့်သွားပြီးနောက်ဆုတ်ရင်းနဲ့ညီမဖြစ်သူနဲ့တွားတိုက်မိရောအဲ့ဒီမှာသူတို့သားကင်ထားတဲ့စီဂရက်နဲ့မီးလောင်ပြီးညီမဖြစ်သူကအော်ဟစ်ပါလေရော